ငှက်လေးတွေကိုလောက်လေးကွက်တဲ့ထည့်ပြီးဝက်လေးတွေကိုချိန်ပြီးပြရတာကြံဒါဟာမိုင်မဲတယ်လို့ထင်ရပေမဲ့2011ခုနှစ်မှာ Angry Birds ကနေဒေါ်လာ106တန်းအထိအမြတ်အစွန်းရခဲ့ပါတယ်ခွေးလေးတွေအတွက်နေကမြန်မာ Doggles ရဲ့အကြံဉာဏ်ကိုလူတွေကတုံးလိုက်တာလို့ပြောခဲ့ကြတယ်ဒါပေမဲ့ Goggles တွေကတစ်နှစ်ကိုဒေါ်လာ3တန်းလောက်အထိဝင်ငွေရအောင်လုပ်ပေးနေပါတယ် Richie Norton ရဲ့ The Power of Starting Something Stupid ဆိုတဲ့ဒီစာအုပ်ကကျွန်တော်တို့ကိုမိကွန်းထုတ်စေတယ်တုံးရတဲ့အကြံဉာဏ်တွေဟာတကယ်ကိုထက်မြက်တဲ့အကြံဉာဏ်သက်တွေလားအောင်မြင်မှုအတွက်အချိန်ပညာရေးနဲ့ပိတ်ဆံကိုစောင့်ဆိုင်နေကဟာအန်ဒီယေကြီးပါတယ် Jeff Bezos ကိုကြည့်ပါသူ Amazon ကိုဆော့လုပ်ဖို့စိတ်ကူးရတော့ကသူ့ရဲ့တထဲကိုပြောပြတော့အလုံးမရှိတဲ့လူတွေပိုကောင်းမဲ့လူပြန်ပြောခံရရတယ်ဒါပေမဲ့ Bezos ကကိုမိကုန်းတစ်ခုမေးခဲ့တယ်ငါလာဒီလိုစမ်းမလုပ်ကြည့်ဘူးဆိုရင်အသက်80ရောက်တဲ့အခါနောင်တရနေမလားဒီစာအုပ်ရဲ့အဓိက message ကတော့ဘယ်တော့မှအစင်တင်ဖြစ်နေမှာမဟုတ်တဲ့အတွက်အခုပဲစတင်လိုက်ပါဆိုတာပဲဖြစ်ပါတယ်မနှက်ဖြန်ဆိုတာမသေးကြဘူးတင်လို့ရမှာကကိုယုံကြည်ဖို့ကိုယ့်ရဲ့မိုင်းမဲ့တဲ့အကြံဉာဏ်ကိုတတိရှိရှိစတင်လိုက်ဖို့ပါပဲတင်းရဲ့တုံးအားတဲ့အကြံဉာဏ်ကကဘာကြီးကိုပြောင်းလဲပြနိုင်တယ်ဆိုတာဒီစာအုပ်ကိုဖတ်ပြီးရင်တည်သွားလိမ့်မယ် channel လေးကို subscribe လုပ်ပြီး notification bell လေးနှိပ်ထားပါနောက်နေ့မှာပြန်ဆုံကြမယ်ပါရတဲ့နေ့လေးဖြစ်ကြပါတယ်